အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကြက်ဘူးရှင်ဆက်အဘူရှက်လက်ရှက်ပြမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်ကြက်သားနဲ့ဘူးတီကိုအနေတော်လေးထုံထားလိုက်မယ်နော်ပြီးတော့ကြက်သားကိုစနေမုံရဲ့ရတမုံရဲ့စားရည်နဲ့နေထားလိုက်မယ်ဥမစီပူလိုက်ပြီးဆိုတာနဲ့ငရုတ်တီးရဲ့ကြက်သွင်းကြက်တဲ့ဖြူငရုတ်ကမုံရဲ့ဂျင်းရဲ့အကုန်ရောထုံထားတာလေးကိုကျွန်တော်တို့စီသက်ပါမယ်ခင်ဗျာစီသက်တဲ့အခါမှာလေမဆလာထိပ်ပြီးတဲ့မယ်နော်အနေမွေအောင်အတွက်ပါပြီးရင်ငပိထက်ထည့်ပါမယ်ခင်ဗျာစီချက်ပြီဆိုတာနဲ့ကြက်သားလေးကိုထည့်လို့ရပါပြီကြက်သားကိုတေချာတမအောင်မွေပြီးတော့မှအပေါ်ကကြက်သွန်မိုက်လေးနည်းနည်းဖြန်းထည့်လိုက်ပါမယ်ခင်ဗျာပြီးရင်တော့ရေကိုလိုလောက်ထည့်ပြီးတော့မှကျွန်တော်တို့အိုးဖုံးပြီးတော့ခဏရှက်ပါမယ်ခင်ဗျာခုဆိုရင်ရေလေးပွက်လာပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့လိုအပ်တဲ့ဘူးသီးလေးကိုထည့်လို့ရပါပြီခင်ဗျာဘူးသီးထည့်ပြီးပြီဆိုတာနဲ့အပေါ်ကဖိနှာတင်ရွက်လေးအနဲ့မွေအောင်တွဲထည့်လိုက်မယ်နော်ပြီးတော့အိုးဖုံးပြီးခဏရှက်လိုက်ပါမယ်ခင်ဗျာခုဆိုရင်မွေးကြံပြီးတော့ဘူးသီးလေးနှုတ်ပြီးကြက်သားလေးနှုတ်ပြီးနေပြီဖြစ်တဲ့အတွက်လိုအပ်တဲ့အရှင်ရတာလေးတွေအရှင်ရင်လေးထည့်ထည့်ပြီခင်ဗျာဒီနေထားဆိုရင်ဖြင့်အနဲ့မွေးပြီးတော့အရသာကောင်းတဲ့ကြက်ဘူးရှင်ဆက်အဘူဟင်းတစ်ခွက်ကိုရရှိပတ်ဆိုင်တော့ပါပြီခင်ဗျာကြည့်ရှုသူအားလုံးစိတ်ချမ်းသာကိုကျန်းမာစွာဖြင့်လူအစရာတလုံးတော်နဲ့ပြည့်စုံနိုင်ကြပါစေဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ